စီရန်တွေကတော့အများကြီးထွက်ပါတယ်အဲ့ဒီထဲကမှဈေးနဲ့စီရန်တွေရှိရဲဈေးကြီးတဲ့စီရန်တွေရှိရဲပေါ့နော်ကိုကဘာတက်သုံးနေတာလဲတင်းနေအမဲဆက်တွေထိရောက်စေမဲ့အာနိသင်ကဘာတွေလဲဆိုတာကိုကသိထားရမယ်တင်းနေအမဲဆက်ဆိုတာအေးပြားပေါ်မှာရှိတဲ့မလန်မင်းလို့ခေါ်တဲ့ထုတ်လုပ်မှုလုပ်ငန်းကနေဖြစ်ပေါ်လာတာပေါ့နော်ဒါတွေကိုထိရောက်စွာပျောက်ကင်းဖို့ဆိုရင်တော့ active ingredient တွေပါဝင်တဲ့ skin care လေးကိုရွေးချယ်သုံးသင့်ပါတယ်ပထမဆုံးအနေနဲ့ဆိုရင် vitamin C ပါရမယ်သူကဘာဖြစ်လို့လဲဆိုတော့အဆန်းထက်တဲ့ antioxidant ပစ္စည်းတစ်ခုဖြစ်တဲ့အမဲဆက်တွေကိုဖြောက်နေုံသာမကအသားရည်ကြီးလေးဝင်ပါစေပါတယ်ပြီးတဲ့အခါမှာတော့နာယာစနမိုက်ပါဝင်ရမယ်ပေါ့နော်သူကအေးပြားမျက်နှာပြင်ပေါ်ရောက်လာအောင်လဲတာစီပေးတယ်အသားရည်ညီမျက်နှာရုံလဲတက်တာစေတယ်ပြီးတဲ့အခါမှာကျတော့ alpha arbutin လို့ခေါ်တဲ့အစားထိုးပစ္စည်းတစ်ခုပေါ့သူကကျတော့တင်းတိတ်အမဲဆက်တွေကိုတိတိတတာနဲ့ရောပါစေပါတယ်အထူးသဖြင့်နေပူထဲသွားတဲ့အခါမှာတင်းတိတ်တွေနဲ့မဲကြောက်တွေကပိုးပြီးထွက်လာနိုင်ပါတယ်နော်အဲ့ဒီခါမှာကြာရင်ဘလို့မျိုးဖြစ်မလဲဆိုရင်ကိုယ့်ရဲ့မျက်နှာလုံးဝတဖြည်းဖြည်းနဲ့ဘာမှလိမ့်ထားရတဲ့တင်းတိမ်မဲကြောက်တွေကကိုယ့်အသားတွေကိုနေအောင်ကြီးနဲ့တိုက်ရိုက်ထိတွေ့တဲ့အကြောင်းလို့ပို့ပြီးတော့တင်းတိမ်မဲဆက်တွေဖြစ်လာဖို့ပိုများပါတယ်ပေါ့နော်ရာခိုင်နှုန်းကပို့ပြီးတော့တိတာတယ်အဲ့ဒီအတွက်ကြောင့်မလို့ချူတို့ကဘယ်လိုဟာမျိုးသုံးရမလဲဆိုရင်တော့နာယာစနမိုက်ပါတဲ့ဟာဗိုက်တာမင်စီပါတဲ့ဟာအက်ဖာအာဘူတင်တွေပါတဲ့ဟာကိုသူကရွေးလိုက်တဲ့ခါမှာဒီဘီမီသားသားစီရန်လေးမှာကြတော့ချူပြတဲ့ active ingredient တွေအကုန်ပါဝင်တာဖြစ်လို့လုံးဝအောင်စီပြပါနော်ဈေးနှုန်းလေးကိုလည်းကြည့်အောင်အရန်ကိုတိတိပါတယ်တပူပုံမှာ3400ကျပ်ပါဒီလိုမျိုးပါဝင်ပစ္စည်းတွေအကုန်ပါဝင်တဲ့ပစ္စည်းမျိုးကိုရှာကြည့်ပါဘယ်မှမတွေ့ပါဘူးเนาะ BMC စီရန်မှာလည်းရှိပါရဲ့ရှင်မှာယူခြင်းနဲ့ဆိုရင်ကျူရဲ့ TikTok Messenger Viber ဖုန်းနံပါတ်တွေကနေတိုက်ရိုက်ဆက်သွယ်ဝယ်ယူအားပေးနိုင်ပါတယ်ရှင်